တိုင်းတာကို私တို့ကဘာသာပြန်မယ်ဆိုရင်เนาะအထိပ္ပယ်တွေကလက်တဲ့ပုံပဲကလလိုမျိုးလိုပဲနဲ့လို့ထင်ရတဲ့နဲ့တူတယ်ဆိုပြီးတော့မှဘာသာပြန်တာတွေကစာကြောင်းပေါ်မှာမူတည်ပြီးတော့မှစီတဲ့အောင်ဘာသာပြန်လို့ရတယ်เนาะတော့မရမှာဒီမီတိုင်းတာဆိုတဲ့ပုံစံမှာစာကြောင်းပုံစံက私တို့ကိုအန်တရီမှာတင်ရမှာဆိုရင်၃မျိုးရှိမယ်ပေါ့နော်၃မျိုးရှိမယ်ပထမဆုံးတစ်ခုကမှန်းဆပြီးတော့ပြောဆိုတာဟိုဒီနေ့တော့ပြောထားခဲ့တယ်เนาะအဲ့တော့ပြပြတသားကြီးတော့အသေးချာကြီးတော့မသိပေမဲ့မဟုတ်ပေမဲ့လည်းအဲ့လိုဖြစ်မယ်ပုံမဲ့အဲ့လိုဖြစ်မယ်လို့တော့ထင်နေဆိုပြီးတော့မှအကြောင်းအရာတစ်ခုကို私တို့ကမှန်းဆပြီးတော့မှပြောဆိုမယ်ဆိုရင်လည်းဗာနဲ့တုံးတာလဲဆိုမီတိုင်းတာပုံစံကိုသုံးတယ်ပေါ့နော်အဲ့တော့ဒုတိယတစ်ခုကတင်စားပြီးပြောဆိုမယ်တတိယတစ်ခုကဥပမာပြီးပြောမယ်ပေါ့နော်အဲ့တော့私တို့ဒီနေ့ကကြတော့ဒုတိယတစ်ခုပေါ့နော်အဲ့တော့ဘယ်လိုပုံစံမျိုးလဲဆိုရင်လက်တွေ့မှာတော့အဲ့လိုမဟုတ်ပေမဲ့အဲ့လိုမျိုးထင်ရတယ်ဆိုပြီးတော့မှအကြောင်းအရာတစ်ခုကိုတင်စားပြောဆိုတဲ့ခိုင်းနိုင်ပြောဆိုတဲ့ပုံစံတွေမှာသုံးပါတင်စားပြောဆိုတဲ့ပုံစံခိုင်းနိုင်ပြောဆိုတဲ့ပုံစံမှာဆိုရင်เนาะမိတိုင်းသားရဲ့ရှေ့မှာကလိုက်မဲ့စစုပ်ခုကနှစ်ခုပဲလိုက်ပါတယ်။နောင်ရဲ့ back plane ဖောင်ရဲ့အဲ့တော့နောင်မိတိုင်းသားဘတ်တွေသုံးမယ်ဆိုရင်တော့ plane ဖောင်မိတိုင်းသားဆိုပြီးတော့သုံးတယ်ပေါ့နော်။အဲ့ဆိုတော့ရှိလို့ကြည့်ကြည့်အောင်ပါเนาะနံပါတ်1ဆိုတော့ e-mini မှာသူ့မှာလည်းရှင်းပြထားတယ် he you ပေါ့အဲ့တော့ he you ကိုဘာလုပ်ပြီးပြောဆိုမှလဲဆိုရင်တင်စားပြီးတော့မှပြောဆိုတာပေါ့နော်အဲ့တော့ hon to ကတကယ်ကတော့စိုးဒေဝနိုင်ကအဲ့လိုမျိုးမဟုတ်ပေမဲ့တကယ်တော့အဲ့လိုမျိုးမဟုတ်ပေမဲ့စိုးမီရဲတို့အဲ့လိုမျိုးမြင်ရတယ်စိုးအမိုးပါတယ်အဲ့လိုမျိုးတော့ထင်ရပါတယ်ပေါ့နော်အဲ့တော့အကြောင်းအရာတစ်ခုကလက်တွေ့မှာတော့အဲ့လိုမဟုတ်နေဘူးဒါပေမဲ့အဲ့လိုအမျိုးထင်နေရတယ်မြင်နေရတယ်ဆိုပြီးတော့မှ私တို့ကပြောချင်တယ်ဆိုရင်မိတိုင်းသားနဲ့ပြောမှာပေါ့နော်အဲ့တော့ယောဓာနဲ့ပဲပုံစံဆင်ပါတယ်နော်အန်ကိုကယောဓာနဲ့ပဲဆင်တယ်ဆဲဆုပ်ခုဘာလိုက်မှာလဲဆိုရင်မေရှိဒိုရှိနော်ဖူစုခဲပေါ့နော်အဲ့တော့နောက်ဆိုရင်နောက်မိတိုင်းတာဘတ်တွေဆိုရင်တော့ plain found နဲ့လိုက်မယ်ပေါ့နော်အဲ့ဆိုနံပါတ်1ကြည့်ကြည့်အောင်နော်အဲ့တော့နံပါတ်1အချိပန်ကတာကာရာခုကြည့်တယ်တာကာရာခုကြည့်ဆိုတာကထီလေနော်အဲ့တော့တာကာရာခုကြည့်တယ်စန်အမန်အတတာဆိုတော့တောင်းတထောင်အတတဆိုထီတွေပါတယ်ဆိုတော့ဒီအတာတို့ကပေါက်တယ်ဆိုတဲ့အဓိပ္ပာယ်လေနော်အဲ့တော့ထီမှာတောင်းတထောင်ပေါက်ခဲ့ပါတယ်တဲ့ယူမဲမိတိုင်းတာအဲ့တော့ယူမဲဒီနောင်မှာနောင်ဆိုတော့နောင်ရဲ့နောင်မှာမိတိုင်းတာလိုက်တယ်ယူမဲမိတိုင်းတာအိမ်မက်လိုပဲဒါပေမဲ့လက်တွေ့မှာတော့အိမ်မက်တော့မဟုတ်ဘူးဒါပေမဲ့အိမ်မက်လိုမျိုးပဲဆိုပြီးတော့မှယူမဲမိတိုင်းတာလည်းရတယ်လို့ယူမဲကိုမိတယ်ဤလူမိတိုင်းတာလည်းရတယ်ပေါ့နော်အိမ်မက်မက်နေတယ်လို့ပဲနောက်တစ်ခုနံပါတ်2အာနိုခုမိုကတိန်ကိုပြောရလေနော်အာနိုခုမိုဟိုကတိန်မိတယ်ကြည့်ပါဦးဇိုးမိတိုင်းနာခါတာချီတာရောဇိုးဆိုတာကစင်နောင်ဖြစ်တဲ့အတွက်ကြောင့်မလို့နောင်မိတိုင်းတန်းကတ်တယ်နော်ဇိုးမိတိုင်းနာအဲ့တော့ဒီမှာကကြတော့ဘာဖြစ်သွားလဲဆိုနာလေးဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဝတ်ရှိတို့ကမိတိုင်းဓာဆိုတာကကြတော့စာကြောင်းရဲ့နောက်ဆုံးမှာပဲလိုက်တာလေနော်ဒီမိတိုင်းပုံစံကိုစာကြောင်းအလဲကိုလာပို့မယ်ဆိုရင်တော့ဝတ်ရှိတို့ကဒီဓာနဲ့လာဆက်လို့မရတော့ဘူးလေနော်ဓာကြီးနဲ့လာထားခဲ့လို့မရတော့ဘူးမရတဲ့အတွက်ကြောင့်မလို့ပုံစံလေးနဲ့ချိန်မယ်အဲ့ဆိုတော့ဘယ်လိုချိန်မလဲဆိုရင်အနောက်ကလာမယ့်အကြောင်းအရာကိုဆက်ကြည့်ရမှာပေါ့နော်အဲ့တော့အနောက်မှာလာမယ့်အကြောင်းအရာဒီနောင်ဖြစ်နေတယ်ပေါ့နော်အနောက်ကနောင်ကိုရည်ညွှန်းချင်တယ်ဆိုရင်တော့ဝတရှိတို့ကဒီနောင်ကိုအထူးပြုလို့ရတဲ့ adjective လိုပုံစံမျိုးပြောင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့မိတိုင်းဓာမဟုတ်တော့ဘဲနဲ့မိတိုင်းနဆိုပြီးတော့မှနော်နခဲရောရှိနေစင်တူတဲ့ပုံစံမျိုးပါလို့လိုက်တာတော့ပြောင်းလိုက်တာမသိ adjective သဘောတရားမျိုးပေါ့နော်ပြောင်းလိုက်တာနခဲရောရှိသဘောတရားမျိုးပြောင်းလိုက်တာပါအဲ့ဆိုတော့အနောက်မှာဒီခါတာချိတာရောပုံစံမဲနော်နောင်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီပုံစံဆိုတာကိုအထူးပြုခြင်းနဲ့ဘယ်လိုပုံစံလဲစင်လိုမျိုးပုံစံဆိုပြီးတော့မှအထူးပြုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့မိတိုင်းဓာမဟုတ်တော့ဘဲနဲ့မိတိုင်းနာဖြစ်သွားတာပါအနောက်ကနောင်ကြောင့်เนาะခါတာချီကြောင့်အဲ့တော့ဇိုးမိတိုင်းနာခါတာချီတာရောစင်လိုမျိုးပုံမယ်เนาะဟွန်းတိုးတာကဲကိုပဲဆိုတော့ဒီမိတိုင်းပုံစံကလည်းအရှိမတော့တင်ခဲ့တယ်ယောဓာတို့ဘာလို့လဲတူတူပဲပေါ့နော်အဲ့တော့ယောဓာဒီလည်းအဲ့မှာတော့လည်းယောဓာမှာလည်းတင်ခဲ့တယ်ယောဓာတွေလည်းအဲ့တိုင်းပဲစာကြောင်းရဲ့အလဲကိုရောက်သွားတယ်ဆိုရင်ယောဓာတွေမရတော့ဘူးယောနာမဟုတ်ရင်ယောနိဒီလိုချိန်တာပေါ့နော်အဲ့တော့ဆိုတော့နာဆိုရင်ကြတော့အနောက်မှာပါလဲဆိုတော့နောင်ပါတယ်နောင်ကိုအထူးပြုထားတာပေါ့နော်အဲ့ဆိုဒီနောင်ကိုဆိုလို့ချင်တာဆိုရင်တော့နောင်ကိုထူပြတဲ့နာပုံစံမျိုးပြောင်းနဲ့ယောနာဒီလိုဖြစ်သွားတာပေါ့နော်ဆိုတော့မိတိုင်းဓာလည်းအတူတူပဲမိတိုင်းနာဖြစ်သွားမယ်နောက်မှာနောင်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ဝါကြပေါ့နော်ဘက်တွေဤတွေနာတွေဒါမှမဟုတ်လဲဝါကြတစ်ချောင်းလုံးကိုဆိုလို့ခြင်းနဲ့ဆိုရင်နော်နိဆိုတဲ့ပုံစံကိုပြောင်းမယ်ပေါ့နော်အဲ့တော့ဝါကြတစ်ချောင်းလုံးကိုဆိုလို့ခြင်းနဲ့ဆိုလို့ရှိရင် adjective တွေဘက်တွေနာတွေဝါကြတွေဒီလိုဝါကြတစ်ချောင်းလုံးကိုဆိုလို့ခြင်းနဲ့ဆိုရင်နော်ယောနိမိတိုင်းနိဒီလိုတွေချိန်ပါနော်ဆိုဆက်သွားရအောင်စမ်းပတ်
အာနီဝအကိုကတဲ့စုခုနိချက်ချင်းနာဟိတာရိငိုလိုက်အခုတ်တာရိစိတ်ဆိုးလိုက်ဒေါသထွက်လိုက်ပေါ့နော်ဝါရတာရိဆိုလို့ဝါရတာရိရဲလိုက်လုပ်ပါတယ်မတခုလုံးဝကိုပဲเนาะတကယ်ကိုပဲခိုးတော့မမီတိုက်တာခလေးလိုပဲခလေးလိုမျိုးပဲပြောမှန် homestay စခိဒီမှာစခိကကြတော့အရင်မဟုတ်တော့ပဲနေရဆိုတဲ့သဘောမျိုးနဲ့တုံးတယ်เนาะအဲ့တော့ homestay စခိเนาะ homestay နေတဲ့နေရရဲ့ခါစုကူကမိသားစုဒီနင်နာအားလုံးရဆရှိခုတဲ့ကျင်နာတယ်သဘောကောင်းနေပေါ့เนาะအဲ့တော့ကျင်နာပြီးသဘောကောင်းပြီးတော့မှဇီဘုံတော့ဤရဲ့နိကိုရဲ့အိမ်မှာဤရုမီတိုက်တာအဲ့တော့နေရတယ်လို့မျိုးပေါ့နော်အဲ့တော့ကိုယ့်ရဲ့အိမ်မှာဤရုမီတိုက်တာနေရတယ်လို့မျိုးပဲဖြစ်ခဲ့ပါတယ်အဲ့တော့ home stay နေတဲ့နေရာရဲ့မိသားစုတွေဒီအားလုံးကျင်နာကြလို့သဘောကောင်းကြလို့ကိုယ့်ရဲ့အိမ်မှာနေရတယ်လို့မျိုးပဲဖြစ်ခဲ့တယ်တကယ်လက်တွေ့မှာတော့ကိုယ့်အိမ်ကဆိုကိုယ့်အိမ်မဟုတ်ဘူးဒါပေမဲ့အဲ့လိုမျိုးခံစားရတယ်ပေါ့နော်အိမ်မှာရှိနေတယ်လို့မျိုးခံစားရတယ်ဆိုပြီးတော့မှခိုင်းနိုင်ပြီးတော့မှတင်စားပြီးမှပြောတဲ့အခါတွေမှာမိတိုင်းကိုတုံးတာဟဲ့အဲ့ဆိုရင်တော့တစ်ခုကြည့်ပါမယ်เนาะဆိုတော့တတိယပုံစံမိတာရဲ့တတိယပုံစံဒီဘာလို့တဲ့ပုံစံလဲဆိုဥပမာပေးပြီးဖော်ပြတဲ့ပုံစံမှာသုံးတာဆိုတော့နောက်တစ်ခုခုကိုဘာလို့မှာတော့ဥပမာပေးဖော်ပြမှာအဲ့တော့ဥပမာပေးဖော်ပြမဲ့ပုံစံမှာတော့ရှေ့မှာနောက်တစ်မျိုးပဲလိုက်ပြီပေါ့เนาะအဲ့ဆိုကြည့်အောင်စမ်းပန်ရဲယူရှိမဲ့စုဥပမာတွေကိုဖော်ပြတာအဲ့ဆိုတော့ယွန်းပန်မောင်တင်ခဲ့တဲ့ယောနီနဲ့တူတူပဲပေါ့เนาะမိတိုင်းကဆိုအတူတူပဲဆိုတော့မိတိုင်းနေဒီရောနဲ့စင်နေဆိုပြီးခုနေ့ကလည်းပြောခဲ့เนาะအဲ့ဆိုဒီမှာကဥပမာပေးတဲ့ပုံစံမှာတော့ဗာပဲလိုက်မှာတော့နောင်းမဲလိုက်မယ်အဲ့ဆိုနံပါတ်1ကြည့်ပါမယ်เนาะအဲ့တော့ဝါတာရှိဝကျွန်တော်ဒီစာမွေးနော်ကအေးတာကိုပေါ့เนาะအေးတာကိုခီတိုင်းမုံတယ်မကြိုက်ဘူးပေါ့เนาะခီတိုင်းနာနော်တဲ့မကြိုက်တဲ့အတွက်ကြောင့်မလို့တဲ့အဲ့တော့ကျွန်တော်ကတော့အေးတာကိုမကြိုက်တဲ့အတွက်ကြောင့်ဟာဝိုင်ဆိုတာကနောင်လေเนาะဟာဝိုင်ဆိုတဲ့နေရာဟာဝိုင်မိတိုင်းနာဟာဝိုင်လိုမျိုးဒီလိုပုံစံလေးเนาะဆိုတော့ဟာဝိုင်လိုမျိုးအချီနန်ဂျူတစ်နှစ်ပတ်လုံးအတတခိုင်ထိုကိုနွေးတဲ့နေရာတစ်နှစ်ပတ်လုံးနွေးတဲ့နေရာဆိုပြီးတော့မှဒီနောင်ကိုဘာဖြစ်ချင်တာနောင်အတွဲလိုက်ကြီးကိုဆိုလိုချင်တာเนาะဆိုတော့အနောက်မှာကနောင်အစုလိုက်ဒီနောင်ကိုဆိုလိုချင်တယ်ဆိုတော့တက်ရှိတို့ကမိတိုင်းဒါမရဘူးအလဲမှာဆိုမိတိုင်းနာနဲ့ကပ်မှာလေเนาะအဲ့တော့ဟာဝိုင်မိတိုင်းနာဟာဝိုင်လိုမျိုးတစ်နှစ်ပတ်လုံးနွေးတဲ့နေရာတဲမှာခူရာရှိတိုင်းနေထိုင်ကြပါတယ်ဒီလိုပုံမှန်နေเนาะအဲ့ဆိုတော့တနည်းပတ်လုံးနှွေးတဲ့နေရာတွေကမှဘယ်နေရာဥပမာပေးဖော်ပြလိုက်တာလဲဟာဝိုင်ဥပမာပေးပြီးဖော်ပြလိုက်တာเนาะဟာဝိုင်လိုမျိုးတနည်းပတ်လုံးနှွေးတဲ့နေရာမှာနေခြင်းတယ်နံပါတ်2ဝါတာရှိမို့ကျွန်တော်လည်းပဲဟာယာခုမြန်ဆန်ရီဆန်မီတိုင်းနေရီဆန်လိုမျိုးဒီမှာတော့မီတိုင်းနေဖြစ်သွားတယ်ပေါ့နော်အဲ့ဆိုတစ်ချက်ကြည့်ကြအောင်နောက်ကအကြောင်းအရာကိုနီဟွန်ဂိုကဂျပန်ဘာသာစကားကိုဂျောဇူနီနာရီတိုင်းကျွမ်းကျင်လာခြင်းတယ်ဂျပန်စကားကိုကျွမ်းကျင်လိုက်တာမိတိုင်းနာဂျပန်စကားကိုကျွမ်းကျင်လိုက်တာเนาะဒီလိုပြောလိုက်တာပေါ့เนาะအဲ့တော့ဆိုတော့ရီဆန်လိုမျိုးဂျပန်စကားမဟုတ်ဘူးရီဆန်လိုမျိုးဂျပန်စကားကိုကျွမ်းကျင်ခြင်းနဲ့တော်ခြင်းတဲ့ဆိုပြီးတော့မှအကြောင်းအရာစာကြောင်းတစ်ခုလုံးကိုဆိုလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့မိတိုင်းရဲ့နောက်မှာနေရမယ်เนาะစမ်ဘန်ဘာသာရှိတော့ကျွန်တော်ရဲ့ကျမရဲ့အနာခါနီဝကျေးလက်လေနော်အနာခါဒီကျေးလက်နာခါနီဝကျေးလက်မှာတော့ကွန်ဘီနီမိတိုင်းနာကွန်ဘီနီလိုမျိုးဘန်ရီနာမီဆက်အဆင်ပြေတဲ့ဆိုင်ဘာဆိုင်နဲ့အဆင်ပြေတဲ့ဆိုင်ဘယ်လိုမျိုးလဲဆိုရင်ကွန်ဘီနီလိုမျိုးပေါ့နော်အဲ့တော့24နာရီစတိုးလိုမျိုးအဆင်ပြေတဲ့ဆိုင်ဒီအာရီမာဆန်မရှိပါဘူးဆိုင်ကိုပဲညွှန်တာဖြစ်တဲ့အတွက်ကြောင့်မလို့မိတိုင်းနာယွန်ဘန်ခါရီမိတိုင်းနေသူ့လိုမျိုးအစွန်တဲ့ဘက်ကဒီဤတို့တော့အစွန်တဲ့ဘက်ကဒီဤတို့ကစားကြီးပဲကစားနေတာเนาะအဲ့တော့ဘက်တဲ့ဘက်ကဒီဆိုဘက်ကြီးပဲလုံနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့သုံးတာလေเนาะအဲ့တော့သူ့လိုမျိုးကစားကြီးပဲကစားနေရင်ရှိခံနေကိုချိမစီရောစာမေးပွဲကြမယ်เนาะဒီလိုပြောလိုက်တာ